လူတော်တော်များများကငရုတ်စီလုပ်တဲ့အခါငရုတ်သီးပေါ်ကိုစီပပူဆန်းလောင်းတတ်ကြတယ်တကယ်တော့လူကြီးမင်းတို့ကိုပထမဆင်းလုပ်ကလေးကလုံနီးမားရွံ့နေတာဖြစ်ပါတယ်အဲ့လိုလုပ်လိုက်ရင်စက်တဲ့အရသာကဲပြီးမှုရင်းနဲ့မရှိတော့တဲ့အပြင်အယောင်လည်းမလာတော့လို့စားတောက်ဆိုင်တွေကလောက်အရသာမရှိပါဘူးအယောင်နဲ့အရသာနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်တော့အောက်မှာပြောပြထားတဲ့နီလန်တွေကိုဂရုပြုဖို့လိုအပ်ပါတယ်အရင်ဆုံးငရုတ်သီး250 g ကိုကျိတ်ဆက်ထဲထည့်ပြီးငရုတ်သီးခွဲချမ်းဖြစ်အောင်လို့ကျိတ်လိုက်ပါမယ်အဲနောက်ငရုတ်သီး200 g ထပ်ထည့်ပြီးနူးညံ့တဲ့ငရုတ်သီးမိုးဖြစ်အောင်ထပ်ကျိတ်လိုက်ပါမယ်နှမျိုးလုံးကိုပကံထဲရောထည့်ပြီးတကြား10 g စား10 g မဆလာတစ်စုံထည့်ပြီးအပြပြအလှန်လှန်နှံ့အောင်မွေးပေးလိုက်ပါမယ်ပြီးတဲ့အခါစီတစ်စုံနဲ့အရက်ဖြူပြင်းပြင်းအနှဲငယ်ထည့်ပြီးငရုတ်သီးမုတ်တွေခက်ဆဆဖြစ်သွားအောင်လုပ်လိုက်ပါမယ်အလိုမှာသာစီလောင်းတဲ့အချိန်ငရုတ်သီးတွေမတူသွားမှာဖြစ်ပါတယ်အဲနောက်အိုရဲစီမပါပဲမြေပဲဆန်ပကံလုံးတစ်ဝက်ထည့်ပြီးမြေနဲ့မြေပဲတွေအယောင်တက်လာအောင်ဖြည်းဖြည်းချင်းကြော်လိုက်ပါမယ်ကြော်ထားတဲ့မြေပဲတွေကိုတော့ပကံနဲ့အေးခံပြီးအခွန်ချွတ်ထားလိုက်ပါမယ်အခွန်ချွတ်ပြီးတဲ့နောက်ကျိတ်ဆက်ထဲထည့်ကြည့်ပြီးအတင်သုံးဖို့ဖယ်ထားလိုက်ပါမယ်စီ90 ရာခိုင်နှုန်းလောက်ပူလာပြီဆိုချင်းပြစက်သွန်မိတ်စက်သွန်လေးနနံပင်ထည့်ပြီးမြေအေးနဲ့ဖြည်းဖြည်းချင်းမှွေကြော်ပေးလိုက်ပါမယ်အဲနောက်တေချပူကောက်ကရဝေးရွက်နနက်ပွင့်ဟွာချောင်းစီပါထည့်ပြီးမြေအေးနဲ့ဖြည်းဖြည်းချင်းကြော်လိုက်ပါမယ်ဟင်းခတ်အမွေးကြိုင်တွေရွှေဝါရောင်တန်းအောင်ကြော်ပြီးရင်တော့ဆယ်ထုတ်လိုက်ပြီးစီ90 ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့ငရုတ်သီးတွေလောင်းထည့်လိုက်ပါမယ်ဒီတစ်ဆင့်လောင်းတာကတော့ငရုတ်သီးကိုစီနီထွက်စေဖို့အတွက်ပဲဖြစ်ပါတယ်ပြီးရင်တော့နှံတွေထည့်ပြီးတူနဲ့နှံအောင်မွေးပေးပြီးရင်ဒုတိယအကြိမ်စီပူပူလောင်းလိုက်ပါမယ်ဒီတစ်ကြိမ်လောင်းတာကတော့ငရုတ်သီးကိုရနက်မွေးစေဖို့ပဲဖြစ်ပါတယ်အဲနောက်မြေပဲဆန်ချိတ်ထားတာတွေထည့်ပြီးတတိယအကြိမ်မြောင်စီပူပူထပ်လောင်းပေးလိုက်ရင်ငရုတ်သီးကိုအဆက်ရတာပိုပေါ်လွင်စေပါတယ်နောက်ဆုံးအနေနဲ့ရှာလကာရဲ့ပလင်းဖုံးတစ်ပုံးစာလောက်ထည့်လိုက်ရင်တော့ငရုတ်စီကိုပို့ပြီးညီရဲစေပါတယ်ဒီနီလန်တိုင်းလှုပ်ထားတဲ့ငရုတ်စီကတကယ်ကိုမှတိမ်မွေလုံးပါတယ်ပုံမှန်ဆိုခောက်ဆွဲတုပ်ဖို့ထမင်းတုပ်ဖို့အရွက်ကြော်ဖို့အတွက်တစုံလောက်သုံးမယ်ဆိုရင်တော့တကယ်ကိုမှအရန်မွေလို့လူကြီးမင်းတို့လည်းလိုက်လုပ်ကြည့်လိုက်တော့နော်ငငယ်လေးတွေကအာလူစားရတာကြိုက်တဲ့ကျွန်တော်ကိုဒီနေ့တော့တငယ်ချင်းတွေကအာလူကြော်စားနီလေးမျှဝေပေးပါတယ်ဟိုတယ်တွေမှာဆိုရင်တော့တပွဲကိုစီရန်ကြည့်ပြီးကိုဘာသာချက်စားမယ်ဆိုရင်တော့အရန်တန်ပါတယ်အရင်ဆုံးအာလူတွေကိုအခွန်နွားပြီးတော့ဗီဒီယိုတွေကအတိုင်းအတုံးလေးတွေလီပေးပါမယ်ပြီးတဲ့အခါမှာတော့အာလူတွေကအစေတွေထောင်လို့ရေးသေးချစီပေးပါမယ်ဒီလိုစီပေးတာကအာလူကိုစားလိုက်တဲ့အခါကျွတ်ရွစီတဲ့အရာသာမျိုးထွက်မှာပါပြီးတဲ့အခါမှာတော့အာလူတွေကိုဥရဲထည့်ပြီး10 မိနစ်လောက်ပေါင်းပေးပါမယ်ပေါင်းလို့ရလာတဲ့အာလူတွေကိုစီပူတွေထည့်ကြော်ပေးပါမယ်ကျွန်တော်ဟင်းချက်နီတွေကိုအများကြီးမျှဝေပေးနေတာမို့လို့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါအသေးလေးပေးပြီးအားပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအာလူတွေကိုရွှေဝါရောင်ပြောင်းတဲ့အထိကြော်ပေးပြီးရင်တော့ဟင်းခမ်းမုတ်လေးဖြူပေးပြီးတော့မှွေကြော်ပေးပါမယ်နောက်ဆုံးမှာတော့ကြက်သွန်မိန်နဲ့ကြက်သွန်နီလေးဖြူပေးပြီးတော့မိပြပြင်းလေးနဲ့မှွေကြော်ပေးလိုက်ရင်တော့ရပါပြီဒီလိုကြော်စားတဲ့အာလူကြော်လေးကအရန်ကျွတ်ရပြီးစားကောင်းနိုင်ုံနဲ့မကအရန်လဲမှွေတာမို့လို့ခလျောလူကြီးရောကြိုက်ကြပါတယ်လူကြီးမင်းတို့လည်းတော်တက်ပြီဆိုရင်တော့လိုက်ကြော်ကြပြီးတော့အင်္ဂါသူတွေကိုကြော်ကြွေးကြည့်ပါနော်